အိမ်မာလေးရောင်းအကောင်းဆုံးကတိုက်ပါပဲအားလုံးခလေးရတာမရှိတာနော်ကျမရဲ့မမကအများတန်းပဲဝတ်တယ်ဒီမှာအများတန်းပဲဝတ်တယ်ပြောရအောင်မယ်မေတို့တအိမ်လေးဝတ်တာလားလို့ပဲဟုတ်မှာလေဟိုနေ့ကတငယ်ချင်းအိမ်မှာသွားအိတ်တာသူလဲတာပဲဝတ်တယ်တဲ့သူဆိုလို့ရှိရင်လေပို့ဆိုးတယ်တလားမေတို့ကြတော့လေညဘက်ပဲဝတ်တာဘာလို့လဲဆိုတော့အဲ့ရပေးမှာဆိုးလို့ဒါပေမဲ့မင်းရဲ့တငယ်ချင်းကညမဟုတ်ဘူးဟဲ့နေဘက်ပါအရှက်မရှိအောင်ဝတ်သွားတာမေပြောတယ်ဟဲ့နင်ဘယ်လိုလုပ်တာလဲဒီပြောတယ်မေတဲ့ငါတို့တဲ့ပထမလာတဲ့ရက်တရက်နှစ်ရက်ကများတယ်လေတဲ့သူနဲ့ဝတ်မှပဲစိတ်ချရတယ်တဲ့အမလေးဒီမှာဒိုင်ပါပေါ်ပြီးတဲ့နောက်ကလေးဟွာလေမေတို့ကကလေးပြန်ဖြစ်သွားတာကလေးမသားတွေကလေးတငယ်နာတွေဖြစ်သွားတာအခုချိန်ထိပေါ့နော်ဒိုင်ပါမသုံးရသေးတဲ့သူမဆန်းရသေးတဲ့သူမမတွေညီမတွေစမ်းပြီးတော့ဝယ်သုံးကြည့်ပါဘဝကအရန်ဟိုမှာတက်တာသွားမှာဖြစ်ပါတယ်ဘယ်အပိုင်းမှာလဲဆိုတော့လေအဲ့ရပေးတဲ့အပိုင်းအဲ့ရလျှော်စရာမလိုတော့ဘူးစောင်းလျှော်စရာမလိုတော့ဘူးနော်ဘောင်းမီတွေထမိန်တွေလျှော်စရာမလိုတော့ဒီမှာဒီဒါလေးနဲ့ညအိတ်ဝတ်အရန်ဟိုမှာမိုက်တယ်အိမ်လုံးသုံးတယ်ပြီးတော့တကယ်မကောင်းရင်လည်းထက်ခါဝယ်သုံးဖို့အစီအစဉ်မရှိဘူးနောက်တစ်ခုပြောရအောင်မယ် TikTok shop မှာဝယ်တဲ့ပစ္စည်းတွေကအပြင်မှာဝယ်တာထပ်ပို့ပြီးတော့ဈေးတန်တယ်ဈေးသက်တာတယ်မေပြောတာမယုံနဲ့7မှာသွားကြည့်လိုက်ဒီလိုနှစ်ထုပ်ကိုလေ59ဘတ်ပေးရတယ်ဒါပေမဲ့အခုဒီ TikTok shop မှာလေဒီလိုအထုပ်ဘလားနှစ်ဖာဝယ်နှစ်ဖာ free လားတစ်ဖာဝယ်တစ်ဖာ free လားချင်းဝါရောင်ထဲမှာနေကြည့်ဈေးနှုန်းကတန်အရန်ဟိုမှာခိုက်တယ်โอเคနော် site လည်းရှိတယ်เนาะအမျိုးမျိုးပဲကို site နဲ့ကိုရွေးပြီးတော့ဝယ်လို့ရပါတယ်เนาะရှင်